မင်္ဂလာပါဒီဟွာလေးကို reply လေးပြန်ကြည့်လို့ပါကိုကြီးဒီစိတ်ကူးတွေကယူခဲ့ရတဲ့ကောင်မလေးတချင်းလေးကြိုက်လို့တဲ့ကိုကြီးကိုစုပ်ပေးပါအောင်တဲ့အဲ့ဒါကိုကြီးသူတချင်းသွင်းနေပြီအတန်အခုမှပွဲရပြန်လာကျွန်တော်ညီမလေးနဲ့အဲ့တချင်းကအခုကျွန်တော်တီးခိုင်းနေပြီအပြင်ကျွန်တော်ထွက်တော့မှာထွက်မဲ့ဥစားလေကျွန်တော် channel ရပဲတင်မှာကျွန်တော် channel ကတော့လောဆယ်မရှိသေးဘူးနာမည်တော့ပေးပွားကြီးဟာနာမည်တော့ပေးပွားဟာတာစုံဟာတာစုံဆိုပြီးနော်ဟာတာစုံတချင်းနာမည်တချင်းနာမည်ကအဲ့တချင်းနာမည်ပါစိတ်ကူးရင်ကဘာလေးတဲ့စိတ်ကူးရင်ကဘာလေးတဲ့ဟုတ်ကဲ့တချင်းတီးကြီးကမှုံကြီးကျွန်တော်တို့ရဲ့ညီကိုလေးလိုနေသူရေးပေးထားတာနော်အဲ့ဒါလေးထွက်လာရင်အားပေးပါဦးကျေးဇူးများကြီးတင်ပါတယ်ဒီမှာကိုရပြန်လာလို့အတန်းနေနားနေတာတော်ပြီကျေးဇူးပါအဲ့ဒါ reply လာပြန်တာပါတတာတောင်းမြူပြီးအားပေးပါအောင် bye